ဘယ်နှကွန်တီချေ မနက်ကောမှာ မြမတမန်စာကိုထီထီရဲကိုသင်ကြားခြင်းနဲ့ဘယ်လိုသင်ကြားလို့ရနိုင်မလဲတီချေ teacher တို့ Tamil Language Academy မှာ private class တွေရှိပါတယ်အဲ့မှာသင်တန်းသားတဦးဆရာမတဦးထိထိရောက်သင်ယူလို့ရပါတယ် မြမကမနက်ပိုင်းကျောင်းရှိတဲ့အတွက်ဘယ်ချိန်သင်ကြားလို့ရလဲတီချေ teacher တို့ Tamil Language Academy မှာ trainer တွေရှိတဲ့အတွက်ကြောင့်မလို့အချိန်ကိုလိုအပ်တယ်လို့ညှိနှိုင်းပြီးတော့သင်ကြားလို့ရပါတယ် အကယ်၍လုပ်ငန်းဝင်သူတွေအတွက်ဘယ်လိုသင်ကြားမိနိုင်မလဲတီချေ လုပ်ငန်းခွင်ဝင်မဲ့သူတွေအတွက်ဆိုရင်အရေးအဖက်အပြောလိုအပ်တဲ့အပိုင်းကိုအထူးပြုသင်ကြားလို့ရပါတယ် မြမတို့နားမလည်တာရှိတဲ့အချိန်လေးမေးလို့ရနိုင်မလားတီချေ teacher တို့ရဲ့ Tamil Language Academy ရဲ့ trainer တွေက friendly type ဖြစ်တဲ့အတွက်ကြောင့်မလို့နားမလည်တာရှိရင်အချိန်မရွေးမေးလို့ရပါတယ် မြမကတရားပိုင်းအားနေတဲ့အတွက်တရားပိုင်းတေးချသင်ကြားပေးလို့ရနိုင်မလားတီချေ teacher တို့ Tamil Language Academy မှာကြတော့တရားကိုအရင်လိုစာအုပ်နဲ့မသင်ဘဲနဲ့basic ကနေစပြီးတော့သင်ပေးတဲ့အတွက်ကြောင့်မလို့လွယ်လွယ်ကူကူနားလည်နိုင်ပါတယ် Tamil Language Academy မှာဖွင့်လှစ်ထားတဲ့သင်တန်းတွေအကြောင်းကိုအသေးသေးသိချင်တယ်ဆိုရင် Tamil Language Academy ရဲ့ channel တွေကိုဝင်ရောက်လေ့လာလို့ရပါတယ် Nandri Vanakkam